လူမှုဝန်ထမ်းကောင်းတဦးလိုလူသိများတဲ့မာတာကြီးဟာအဆောက်အုံပေါ်ကနေခုန်ချပြီးကိုတက်တည်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီတေဆုံးမှုဟာရိုးရှင်းတဲ့တက်တည်မှုတစ်ခုလားဒါမှမဟုတ်တစုံတစ်ယောက်ကဖန်တီးထားတဲ့လူတက်မှုလားဆိုတာကတော့မေးခွန်းထုတ်เสียဖြစ်နေပါတယ်။စုံထောက်ကြီးဦးမင်းမောင်နဲ့သူ့လက်ထောက်ဟာမာတာရဲ့ရုံးခန်းကိုရောက်ရှိလာပြီးအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။အခန်းထဲမှာတော့မာတာရဲ့ပိုင်ဆိုင်မှုတွေနဲ့ဂေဟာရဲ့မှတ်တမ်းစာအုပ်တွေရှိနေပါတယ်။မှတ်တမ်းစာအုပ်ကိုစစ်ဆေးနေရင်းနဲ့စုံထောက်ကြီးဟာထူးဆန်းတဲ့အချက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့စာအုပ်ထဲကအရေးကြီးတဲ့စာမျက်နှာ12မျက်နှာဟာဆွဲဖြတ်ခံထားရတာပဲဖြစ်ပါတယ်။ဒီစာမျက်နှာတွေထဲမှာမကြသေးခင်ကမှအိမ်အောင်ချပေးလိုက်တယ်ဆိုတဲ့ဂေဟာကမိန်းကလေးတွေရဲ့အသေးစိတ်အချက်လက်တွေရှိနေခဲ့တာပါ။တခုခုကိုဖုံးကွယ်ထားတယ်လို့ခန်းစားမိတဲ့စုံထောက်ကြီးဟာတောက်ခတ်ထားတဲ့ဗီဒီယိုတစ်ခုကိုဖွင့်ခိုင်းခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာတော့လျှို့ဝှက်ထားတဲ့လက်ကင်ဖုန်းတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ဒီဖုန်းထဲကခေါ်ဆိုမှုမှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါမာတာနောက်ဆုံးခေါ်ဆိုခဲ့တဲ့နံပါတ်တစ်ခုကိုတွေ့ရပြီးအဲ့ဒီလူဟာမာတာကိုတတ်ခဲ့သူဖြစ်နိုင်တယ်လို့သူတို့ယူဆခဲ့ကြပါတယ်။ဒီစာမျက်နှာ12မျက်နှာမှာဘာတွေရှိနေလို့ဆွဲဖြတ်ခံခဲ့ရတာလဲ။မာတာဟာဘသူ့ကိုဖုံးဆက်ပြီးဘာတွေပြောခဲ့တာလဲ။ဒီလျှို့ဝှက်ချက်တွေကနေတဆင့်အရာရှိကြီးဟာဆေးလောကရဲ့ကြောက်မက်ဖွယ်ရာအမှောင်ကုန်ရဲ့ကြီးတစ်ခုစီကိုခြေလန်းစတင်လိုက်ပါပြီ။